အားလုံးပဲဒီနေ့မှာ Slendery နဲ့ School ဆိုတဲ့ game ကိုဆော်တော့ပါဖြစ်ပါတယ်။လုံးစငယ်ချင်းကိုရှိတဲ့ပါပါတယ်။ဘယ်က ready ပဲလားရအောင်။ ငါတော့မြေတဲ့ ready ပဲ ဒီ game မှာကျစကေတော့နည်းနည်းပါပဲနော်။ Okay ငါတို့ကတော့တွေပါရှာပဲရှာပြီးတော့ပေါ့နော်။ဘာညာရှာမယ် Slendery နဲ့ School ဆိုတဲ့တရားကြောက်ကြီးပဲ ။ဒီနာမှာဘာမှလည်းမရှိဘူးလေတူကြည့်အောင်။ဘာမှလည်းမရှိဘူးငါတို့တော့ရအောင်။ဟိုဖက်တဲ့ဝဲဟိုဒီဒါလည်းမှာပါရှိသေးလည်းမသိဘူး။ရှာရအောင်။ ဘာလည်းမရှိဘူးထင်တယ် ဟိုခန်းထဲငါတို့ဝင်အောင်โอเคဝင်လို့ရတော်သေးလို့ပေါ့တခြားခန်းတွေဆိုလော့ချနေတချို့ခန်းတွေဆိုရင်ဒီနားမှာဆိုဘာမှမရှိသေးဘူးနဲ့တူတယ်နော်ဘယ်လဲကူရှာပဲဦးနော် အဲ့ဘာမှမတွေ့လို့ဘာမှပြောရပါဟာ ဒီလိုစကားဖောက်ပွားတော့ငါတိတ်မကြိုက်ဘူးနော်ဟေးတော့ရည်ငါတို့တော့ရည်ဟေး ဒီကိမှာတေးမှရရှိလို့လားတေးမှလည်းတွေ့လည်းမတွေ့သေးဘူး မဲနောက်မှတွေ့ရလိမ့်မယ်သိလားငါတို့ဒီခန်းထဲဝင်မဝင်တော့ပါဘူးဒီခန်းထဲမှာဘာရှိအောင်မဟုတ်တာဒီခန်းထဲတိတ်စိတ်မရှိဘူးဒီထဲမှာကျင်ခဲ့တာများရှိမလားမသိဘူးကရှာကြည့်လိုက်အောင်မယ် အဲ့ဒါလည်းမရှိဘူးတော့လည်းရှိမှာမဟုတ်ဘူးဒါနဲ့မဲ့ဒီဟာဂိမ်းလေးတိလား ဒီ game တော့အပါထားကွာအေးစစ်စစ်ပဲဒီ game ကိုကျွမ်းပြီးသား game play တောင်ဝင်ငါသိတော့ဒီခန်းထဲမှာတခုရှိပုံရရနော် ဘာမှလည်းမရှိ ဘာ ဘူး မှလည်းမတွေ့ပါလားကွာဘာမှလည်းမရှိပါဘူးကွာအားရဒါဆိုနောက်တစ်ခန်းတော့ရအောင်နောက်တစ်ခန်းအိုးဟိုရှိကအခန်းတစ်ခန်းရှိရဘေးခန်းဒီခန်းဝင်လိုက်တော့မယ်ကွာရှုပ်လို့ဘာလဲရှိမလဲတေချာကြည့်ပေးတော့မယ်လက်ကြည့်ထားအောင် ဘာမှလည်းမရှိဘူးဟာ အားတော့ easy mode နဲ့ဆော့လာတော့မရဘူးဆိုတော့စိတ်မဟုတ်တော့ဘူးနော်အိုးဒီမှာပါလဲဘယ်လိုပြောရမလဲဒါဘလို့ခေါ်လဲငါမပြောတတ်ဘူးလေးဘာဖြစ်တာလဲ အဲ့ဘာလဲဆောနာလာတော့ပဲ ဘာရောပဲတရေမကိုတေချာမမြင်လိုက်ရအောင်တရေမပေါ်လာလို့ဒီထဲမှာရော ဘာမှအဝါရောက်တွေ့လား မေကာလာမခွဲတက်ဘူးလားကွာအဲ့ဒါအဝါရောက်ဖို့အဖြူရောက်အခုမှငါနှစ်ခုပဲရှာတွေ့တော့ပဲကျန်တာအကုန်လေးကရှာပါဖြစ်ပဲ ဆောနာဒီကျမှရှာပြီးဘာမှတော့မထီးပါဘူးကွာပဲလေ မေပြောတာဟုတ်သားပဲငါတို့က8ခုတော့ရှာအောင်ပါနော်8ခုโอเคဒီထဲမှာတော့ဘာရှိတော့မပုံမပေါ့အဲ့ဒါဆိုငါတို့အပေါ်တက်ရောက် let's go ဟောနာဦးကနေပေါ်လာဘလို့လေ အဲ့ဒီတရေမရဟွာပေါ့ဒီဟိုတရေမဝုန်းကနေပေါ်လာမှာနော်တိလားတခြားကြီးမတူတာအဲ့ဒါပဲ ဟာတေးမှအေးကိုမတွေ့နိုင်အောင်အေးမှဘယ်လိုပုံစံမျိုးလဲမသိဘူးနော် ။ဘာဝင်ကဖြူပြီးတော့စပင်းကမေးမေးဒီကော ငါ့ကိုစပယ်မဲလို့ပြောချင်နေရော နောက်တစ်ခါမပြောတော့ပါဘူးဗျာကျွန်တော်တောက်ဝက်ပါတယ် နောက်တစ်ခါပြောရင်ဒီလိုသိနေတာပဲအခုကူကြောက်လို့လေလို့ပြောရ ။ဟုတ်ကဲ့ကျွန်တော်အဲ့လိုပြောရပါဘူးဗျာ။ဟိုးတော်သေးတယ်ဟေး ဟုတ်တယ်နော်စပယ်ကပေးပေးတယ်ဟုတ်လေဟုတ်အေး ။နောက် तू ကလက်ပကဖြစ်တယ် အဲ့ဒါကသူမချားဘူးတော့မတိုင်းတော့အစေးပေါ်အဲ့ပြောချင်တယ်လို့ပြောလို့ရ ။ငါတို့လုံးစရာရှာလို့ပြီးဒီအိတ်ကြီးကထွက်ပြရကွာ။ကောက်လာလိုက်ကြ။ အောက်လေခေါင်းလေးကြီးကြာမစိုးပဲကြာ ငါတို့ဒီထဲမှာဘာမှလည်းမတွေ့ပါဘူးကွာ ဒီကတော့စောလာဝင်ပြီးပြီကွာ ။အိုးဟုတ်သားပဲတော့။အဲ့ဒါဆိုငါတို့အပေါ်တက်ကောက်လာမသိဘူး။ဘာလို့ကောက်လဲအပေါ်တက်တက်ကြရကောက်လာအပေါ်တက်ပြီးပြီလားမသိဘူး။ โอเคဒီကနီနာမရှာဟိုကအပေါ်ထက်ပတ်တက်ခဲ့လေ ဒါရလောဖြစ်တယ်ဟိုခါပတ်ကြည့်ပါလား ရှာကြည့်ကိုလာရှိမယ်တတူရတော့တခုတော့ရှိတော့ပါဘီဒီโอเคရပြီဒီလောက်ပဲ ကိုကိုရောတော့ ငါတယောက်လေးဆိုတော့ယူလိုက်ပြီပါဘုံအိုးဒီခန့်โอเคရပြီဒီခန့်โอเคအယုတ်တွေ့သွားပြီပြီးတော့ဒီ S ဒီရရုံတိုက်ကြည့်ပဲโอเค5ခုရှိပြီ ဘာမှလည်းမရှိပါဘူးကွာ အဲ့ဒါဆိုငါတို့ဒိုးရအောင်ငါတို့အပေါ်တက်ရကွာနောက်ထပ်အပေါ်တက်နောက်တလော်တက်ပဲတလော်တက်တော့တလော်တက်ရနောက်တလော်မရှိတော့ဘူး5ခုဆိုတော့ငါတို့3ခုပဲကျန်တော့3ခုပဲရှာလိုက်ယူပဲမဲဆက်ကူရှာပဲတော့ အဲ့ဒါဘသူကဒီဘေးစတဲ့ဘဝတော့ဘလို့ထားပါလဲဒါခွတ်တယ်ပါလိုက်ချတယ်ကွာဘာမှမရှိတာကွာ ခါတလီကြရလဲအိတ်သားခွက်လေးပါဟေး ဘေးဘေးပြပဲ လေတို့ဒီတော့ပါလို့ ပါကျွန်တော်တော့မလွတ်ဘူးဟဲ့လားကျွန်တော်မလွတ်ဆိုတာမဖြစ်စေရဘူးကျွန်တော်စူးစမ်းပြီးထွက်ပြေးပါ လေတို့လိုကောက်လေးတွေကဗျာခလေးပေါက်စားရေးလားဗျာကောက်လာချင်းချောက်နေတယ်ဟာငါတို့တော်တော်လေးအထင်သေးတယ်ပဲကွာ အဖြစ်လေးလည်းမရှိပါဘူးကွာဘာချူကတော့ ငါလို့တော့ဘလို့နေပဲလဲမသိဘူးနော် ဟိုမှာမင်းကြီးက ငါတို့ကစတော်ယူလာမင်းလေးနှစ်ခုပဲကျန်တော့ အတက်
တာဆိုကျိုးသားပြီးထွက်ရပဲ ဒီဂိမ်းပလဲငါသိပါတယ်ကွာဘယ်လိုဆိုတော့ ခုကျတော့လေတော့လက်သွားပြီမလားဟာဟာဟာ ဘာရလို့ကြနေကွာ โอเคဒီနားလေးဟာဘာမှလဲသိရှိမှာမဟုတ်ဘူးမပင်တော့ရှာတော့မှလဲအကူစင်းကောင်းမလား အောင်ဆုံးကတော့တခြားလည်းလိုမယ်တယ်နော် ထက်လူလေးတော့တခြားဘယ်မှာတော့ရှာပါမလဲဟောဘေးနားမှာရှိနိုင်လဲအားရလည်းနဲ့နေပြီဘယ်မှာလည်းမသိဘူးရှာလို့မတွေ့သေးဘူး အေးစစ်တဲ့ပေါ်မှာလည်းဖြစ်နေရနော်ဟဲ့ခုမှတော့ တော့ချောပတေးလိုက်ရှာလိုက်ရကွာဟူးအခုပါပဲတွေ့ရကွာ အဲ့ဒါကတော့အောက်ခဲကိုတောက်ဖွဲ့ရကွာ အဲ့ပါအောက်ခဲတော့ရအောင်အဲ့မှာဆိုအများကြီးရှိတော့ပဲနော် ရှိတော့တယ် 6ခုဆိုတော့ဒီသေးပါလေအများကြီးရှိတော့တယ် အိုးရတော့တော့ပဲကြတော့ဟဲ့ အဲ့လိုအမှာတော့ဖွဲ့ရပါပေါ့ကွာတခုပါပေါ့တော့ ခုကျတော့လေတော့လက်သွားပြီမလားဟာဟာဟာ တော်ဆွေးအားဒီချောက်ကွာ ဟောမဲအာပြေးချောက်လို့ပြောတော့ပါကအကျေရပြီသူ့အာပြေးချောက်ပါလို့တပည့်ပေးရပဲ တိတ်ကြရမအားလောင်းလေး ကျွန်တော်တောင်းနေတယ်ပြောတယ် ဒါလေးတောင်းမနေကြမလို့တော့ငါနိုင်တော့မယ်လေ ဒီတော့ဒီအာပြေးချောက်မှာတော့အကြီးနဲ့ဆက်နေတာဘာလဲသိလားဒါပေမဲ့သူ့ရဲ့အာနေချင်ကတော့အမေတော့ကြီးနေလို့မရဘူး ရဲအရင်ကောင်းလာပါလား စင်ကတော့အပေါ်တက်ယူမေးခြင်းတော့ အကြည့်ပေးထားလိုက်မယ်အိုးခုမှဆိုလား ကိုကငါတို့တော်လို့ရပြီဒါပေမဲ့တခုလုံးကြကြံသေးတယ်တိတ်ပါရင်မလားလားနိုင်တော့မယ်ဟေးโอเคရပြီနိုင်ပြီ တော်တဲ့ရုံမဲရရဲအားဒီစုကြည့်လက်ကတော့တော်မဲတာရန်တာအားဒီစုကြည့်လက်ကတော့တော်မဲတာရန်တာ အဲ့လောက်ထိစိတ်လုံးမချနဲ့လုံးစရာတွေကနည်းနည်းကျန်သေးတယ်ကွာ လောက်တာကျိုးသားထားစုကိုကျိုးသားထားတော့ကျိုးသားထားတော့ ဟေးဟုတ်ပြီကွာအယုတ်ကိုဟိုဘတင်လိုက်ရုံပဲရပြီ အားဒီစုကြည့်လက်ကတော့တော်မဲတာရန်တာအားဒီစုကြည့်လက်ကတော့တော်မဲတာရန်တာအားဒီစုကြည့်ရရင်ကိုအပေါက်တဲ့ ရောက်ဟိုကွာလန်ဝါပဲလန်ဝါပဲကွာဒီအာပြေးချောင်းတော့ဟေးလော်ပီဟေး အားဒီစုကြည့်ဘိုင်ဘိုင် အားရနိုင်ဒီမှာပုံရှိနော်နေပုံစေစာရွနဲ့ပြန်ပိတ်ပလိုက်မယ်ဒါမှန်လေဟမ် ခွာဒီတို့ရတော့ နောက်လေးမလာတော့လာလေးမလောက်တော့ဟာဟာ အားရနဲ့ပြန်ရတဲ့မိုက်တော့ဝိုင်းရဲအားဒီမှမရှိအောင် တတိမေတော့လားမသိဘူးနော်အိုတတိမေဝါ ဒါလေးရဲ့တရားတော့နိုင်ပါရဲ့ ကျွန်တော်တို့ဒီနေ့ဗီဒီယိုကိုဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်